ဒါကတော့ဒီ MGMA step ကနေပြီးတော့ reject ချလိုက်လို့ရှင်ပေါ့နော်ဘယ်လိုပြန်ပြင်ရမလဲဘယ်နေရာမှာကြည့်ရမလဲဆိုတာပြောပြပေးမှာပါဒီမှာဆို reject ချလိုက်ပြီဆိုရင် application နဲ့ဝင်မယ် application နဲ့ဝင်ပြီးလို့ရှိရင်ကျမတို့ဒီမှာဆိုရင် Sonnet က reject နေရမရှိဘူးပေါ့နော်ဒီမှာဆိုရင် MGMA က reject ချလာဖြစ်တဲ့အတွက်မလို့ကျမတို့ဒီမှာ reject နေရာကိုသွားကြည့်လိုက်မယ်ဒီကျမကတော့တစ်ဆောင်နဲ့မလို့ပေါ့နော်ဒီ testing ဆိုတော့တစ်ဆောင်နဲ့ပဲရှိတာပါဒီစက်ရုံအနေဖြင့်ကတော့ဒီ ID number ကလေးကိုမှတ်ထားပေးပါပေါ့နော်အဲ့ဒါမှဘယ် ID reject ချရဲဆိုတာသိမှာပေါ့နော်ကျမတို့ဒီပုံမှန်ဆိုဒါကတော့ testing မို့ပေါ့နော်ပုံမှန်ဆိုရင်တော့ဒီ payment date တွေပေါ်ပါတယ်ပေါ့နော်ဒီစက်ရုံငွေဖြတ်လိုက်တဲ့ date ပေါ့နော်create date ဆိုရင် create date ပေါ်ပါတယ် reject date ဆိုရင် reject date ပေါ်တယ်ပေါ့နော်ဒါတော့ကျမ testing မှုမပေါ်တာပါဒီမှာဆိုရင်ကျမတို့ဒီreject ချရတာက3ခုရှိနိုင်ပါတယ်ဒီ reject by MGMA step ဘက်ကလည်းချနိုင်တယ်လို့ဒီ MOC ဘက်ကလည်းချနိုင်ပါတယ်ပြီးလို့ရှိရင်ကျမတို့ဒီ MGMA ရဲ့ဒီ admin ကနေချနိုင်တယ်ပေါ့နော်ဒါကတော့ဒီ reject by MGMA reject by MOC reject by admin ဆိုပြီးတော့ရှိနိုင်တယ်ပေါ့နော်ဒါကတော့ reject by MGMA ဖြစ်တဲ့အတွက်ဒီ step ဘက်ကချလာပေါ့နော်အဲဆိုရင်ကျမဘယ်လိုဝင်ပြင်ရမလဲဆိုတာပြောပြပေးပါမယ်ဒီမှာဆိုရင်ကျမတို့က MGMA step ဘက်ကနေပြီးတော့ဒီ equipment နေရေးတာက2ဆင့်ရှိလို့ကျမပြောပါတယ်အဲ့မှာကျမတို့ဘာချလိုက်တယ်ဆိုတာသိအောင်လို့ကျမတို့ equipment ကိုရင်သွားဖတ်ကြည့်မယ်ဒီမှာဆိုရင်ကျမဒီမှာ equipment တစ်ခုရေးပေးလိုက်တယ်နောက်တစ်ခုကကျမ consumption ratio မှာလည်း equipment ရေးနိုင်တယ်လို့ကျမပြောပါတယ်အဲ့တော့ကျမတို့ consumption ratio သွားကြည့်ကြမယ်အဲ့မှာကျမကဒီမှာ consumption unit မှာနေလို့မလို့ check consumption unit ဆိုရေးပြလိုက်ပါတယ်အဲဆိုရင်စက်ရုံတွေအနေနဲ့ equipment ရေးလိုက်တာနဲ့ဘယ်အဆင့်ကိုသွားပြင်ရမလဲဘာကိုသွားပြင်ရမလဲတော့သိထားမယ်ပေါ့နော်ဒါဆိုရင်ကျမကconsumption unit မှာသွားတာဖြစ်တဲ့အတွက်ကျမတို့အဓိက consumption exact ကိုတော့ထိသွားပြီပေါ့နော်အဲ့အတွက်ကျမတို့အလားကိုသွားပြင်ရမယ်ကျမတို့ဒီဘယ်အစစ်မဲမှာကျမတို့ order information နေပြီးတော့စပြီးတော့ပြင်ရပါသွားပါမယ်ဒီမှာဆိုရင် order information မှာမှားခဲ့လို့ရှင်တော့ပြင်ရမယ်ပေါ့နော် order information မှာမမှားခဲ့ဘူးဆိုရင်တော့ကျမတို့ဒီ continue နဲ့သွားပါမယ်ကြတော့မှ order information မှာတခုခုပြင်ခဲ့မယ်ဆိုရင်တော့ကျမတို့ save button နဲ့ရမယ်ဒါကတော့ကျမတို့ပြင်စရာမရှိတဲ့အတွက် continue နဲ့သွားပါမယ်ဒါဆိုတော့ကျမတို့ကဒီ export item အဆင့်ပေါ့နော် export item ဆက်မှာဆိုရင်ကျမတို့ပြင်စရာရှိလားပေါ့နော်ပြင်စရာရှိတယ်ဆိုရင်လည်းကျမတို့ပြင်ပါမယ်ဒါဆိုရင်ဒီ unit FOB price မှာတယ်ဆိုရင်တော့ဒီမှာမှာပြီးတော့စက်ရုံဒီဘက်က6ချက်ရေးရမှာကို5ချက်သွားရေးမိတယ်ဆိုရင်တော့ဒါကိုပြန်ပြင်ရမယ်ပေါ့နော်ဒါတော့ကျမ example ပြပေးတာပါဒါကျမပြင်လိုက်တာဖြစ်တဲ့အတွက်မလို့ကျမ save button နဲ့သွားပါမယ်ဆိုတော့ကျမတို့ဒီ consumption ratio မှာ consumption unit မှာတယ်လို့ကျမတို့comment တွေ့တာဖြစ်တဲ့အတွက်ကျမတို့ဒီ consumption Excel ကိုပြင်ရမယ်ပေါ့နော်အဲ့မှာစက်ရုံတွေအနေဖြင့်ဒီကျမစေထားတဲ့နေ့ပေါ့နော် desktop ပေါ်မှာဒီ ID number ကလေးနဲ့တွဲပြီးတော့စေထားလို့ရပါတယ်စက်ရုံတွေက ID number တွေအများကြီးဆိုတော့ ID number ကလေးနဲ့တွဲစေထားလို့ရပါတယ်အဲ့လိုမှမမှတ်မိဘူးဆိုရင်တော့ကျမတို့အရင် O template ကို download ဆွဲပြီးတော့ပြင်လို့ရပါတယ်ကျမကတော့ O template ကို download မဆွဲတော့ပါဘူးအရင်စေထားတဲ့ file ကိုပဲကျမသွားပြီးပြင်ပါမယ်ဒီမှာဆိုရင်ကျမက thread consumption unit မှားတာဖြစ်တဲ့အတွက်ကျမ thread consumption unit ကိုပဲကျမသွားပြင်ပါမယ် thread consumption unit ကမီတာဖြစ်ရပါမယ် U ဆိုရင်မှားပါတယ်အဲ့လိုပြင်ပြီးလို့ရှိရင်ကျမတို့ဒီ Excel ဇာတ်ကိုစေးမှရပါမယ်မစေးလို့ရှိရင်ဒီအမှားတိုင်းပဲပြန်ပါတယ်ပေါ့နော်အဲ့ဆိုရင်စောနဲ့ကျမပြင်ပြီးသွားပြီပေါ့နော်ပြင်ပြီးသွားလို့ရှိရင်ကျမတို့ Excel ကိုပြန်တွဲပေးရပါမယ်Excel ကိုပြန်တွဲပြီးဖြစ်တဲ့အတွက်ကျမတို့ continue နဲ့လုံးဝသွားလို့မရပါဘူး save button နဲ့ပဲသွားပါမယ် continue နဲ့သွားခဲ့လို့ရှိရင်ကျမတို့ဒီ Excel ကစောနေတော့အမှားကြီးပဲကျမတို့ပြန်ပါလာမှာပါအမှန်ပြန်ပါမလာပါဘူးဒ
ဒီမဲ့ဆိုရင်ကျမဒီမှာ consumption unit ပြင်လိုက်တယ်ပေါ့နော်စစ်ပတန်ကိုနှိပ်လို့သာကျမပြင်လိုက်တဲ့မီတာကအမှန်ပေါ်တာပါစက်ရုံနေအနေဖြင့် continue လာနှိပ်လိုက်မယ်ဆိုရင်တော့ဒီမှာမီတာမပေါ်နိုင်ဘူးပေါ့နော်ဒီမှာကျမပြင်လိုက်တဲ့အချက်ကဒီမှာမပေါ်နေဘူးအမှားတိုင်းပဲပေါ်နေတယ်ဆိုရင်တော့ကျမတို့ဒီစစ်ပတန်နှိပ်မိလားဒါမှမဟုတ် consumption access ကိုမပြင်မိရလားပေါ့နော်အဲ့မှာသွားစစ်ရပါမယ်ဒါကျမကစစ်ပတန်နဲ့နှိပ်မိတယ် consumption access မှာလည်းပြင်မိရဖြစ်တဲ့အတွက်မလို့ဒီမှာမီတာအမှန်ပေါ်သွားပါပြီပေါ့နော်အဲ့မှာဆိုရင်ကျမတို့ဒီမှာ agreement invoice ရှိတယ်ပေါ့နော်အကယ်၍ invoice agreement ထိခဲ့တယ်ဆိုရင်တော့ကျမတို့ဒီပြန်တွဲပေးရမယ်ပေါ့နော်ဒီအကယ်၍ agreement မှာချက်တွေမှားခဲ့တယ် unit or FOB လေးမှားခဲ့တယ်ဆိုရင်တော့ agreement မှာပြင်ပေးရမယ်အဲ့ဒါဆိုတော့ invoice ပါတစ်ပါးတည်းပြန်တွဲပေးရမယ်ပေါ့နော်အကယ်၍ invoice ဒါ CIF amount မှားနေတယ်ဆိုရင်တော့ကျမတို့ဒီ agreement ရော invoice ရောနှစ်ချက်လုံးထိတယ်ပေါ့နော်အဲ့ဒါဆိုရင်တော့နှစ်ခုလုံးပြင်ပေးရမယ်ပြောချင်တာကတော့ဒီ invoice ပဲအမှားမှာ agreement ပဲမှားမှာနှစ်ခုလုံးကိုပြန်တွဲပေးရမယ်ပေါ့နော်အကယ်၍တစ်ခုမှမမှားဘူးဆိုရင်တော့ကျမတို့ပြန်တွဲစရာမလိုပါဘူး continue နဲ့သွားပါမယ်တခုခုမှားခဲ့တယ်ဆိုတော့ကျမတို့ save button နဲ့သွားမယ်ပေါ့နော်အခုကျမကဒီ example file မှာမမှားခဲ့ဘူးပေါ့နော်မမှားခဲ့တဲ့အတွက်ကျမ continue နဲ့သွားပါမယ်အဲ့မှာစက်ရုံနေအနေနဲ့ပေါ့နော်တခုမှားတာရှိပါတယ်စက်ရုံတွေကဒီအစစ်ဆိုရင် MGMA ဘက်ကိုရောက်ပြီလို့ထင်ကြတယ်ပေါ့နော်မရောက်သေးပါဘူးဒီ reapply ကိုနှိပ်မှသာကျမတို့ဒီ MGMA ဘက်ကိုရောက်မယ်ပေါ့နော်အခုဆိုရင်ကျမ reapply ကိုနှိပ်လိုက်ပါမယ်ဒါဆိုရင်စက်ရုံနေအနေဖြင့်ဒါဒီ MGMA ဘက်ကိုဒီပို့လိုက်ပြီဆိုတဲ့စာသားလေးပေါ်တယ်ပေါ့နော်ဒီပို့လိုက်တာရောက်တယ်ဆိုတဲ့အကြောင်းလေးကိုပေါ်ပါတယ်ဒါဆိုရင်ကျမတို့ဖိုင်ကဘယ်အဆင့်ကိုရောက်ပြီလဲဆိုတာ ਨੇ ဒီစက်ရုံနေအနေဖြင့်ဒီထဲမှာဝင်ကြည့်လို့ရပါတယ်ပေါ့နော်ဒီမှာဆိုရင်ကျမတို့စောနေတော့တင်လိုက်တဲ့21339ပေါ့နော် ID နံပါတ်ကကျမတို့က reset ပြန်တင်တာဖြစ်တဲ့အတွက် reset ထဲမှာရောက်ပါမယ်အဲဆိုရင်ကျမရဲ့ဒီ21339က reset ဖိုင်ထဲမှာရှိနေပါမယ်အဲဒါဆိုရင်တော့ကျမတို့ဒီ MGMA ဘက်ကိုရောက်တာသိကြတယ်ပေါ့နော်အဲ့မှာကျမတို့ဒီ incomplete မှာဆိုရင်တော့ဒီဒါကတော့ကျမက information အနေနဲ့ပြောတာပေါ့နော်ဒါဆို incomplete မှာရှိနေတဲ့ file လေးဆိုရင်တော့ဒါစက်ရုံအနေဖြင့်တင်တာမပြီးမပြတ်သေးတာပေါ့နော်ပြောရမယ်ဆိုတော့ငွေမဖြတ်ရသေးတဲ့အဆင့်မှာငွေဖြတ်ခင်တော့ဒီ incomplete လေးကိုမရှိဘူးပေါ့နော်ဒီမှာဆိုရင်ကျမတို့ဒီမှာဆိုရင် recent ပေါ်တယ်ပေါ့နော် state မှာပြောင်းသွားပါတယ် sonnet တော့ pattern တို့ပေါ်ပါတယ်ကျမတို့ဒီ MGMA ကိုသွင်းကုန် license ထောက်ခံချက်တင်မယ်ဆိုရင်စချင်းတင်မယ်ဆိုရင်ကျမတို့ဒီလို pattern တွေပေါ်ပါတယ်မှားလို့ reject ကြလို့ပြန်တင်မယ်ဆိုရင်တော့ဒီ reset နေပေါ်တယ်ပေါ့နော်အဲ့ဘက်မှာကျမတို့ဒီ MGMA admin ကနေပြီးတော့ဆက်လိုက်လို့ MOC ဘက်ကိုမှန်နေပို့လိုက်တယ်ဆိုရင်တော့ approve by MGMA လို့ပေါ်မယ်ပေါ့နော်အကယ်၍ဒီမှာတော့ကျမတို့က testing ဆိုတော့ license ကြထားတဲ့ file မရှိဘူးပေါ့နော်ဒီပုံမှန်ဆိုရင်တော့ဒီ MOC ဘက်က license ကြပြီဆိုရင်တော့ license ထုတ်ပြီဆိုတော့ issue by MOC လို့ဒီနာမည်ပေါ်တယ်ပေါ့နော်ဒါ state tag လေးပဲပြောင်းသွားတာပါဒီမှာဆိုတော့ဒီ incomplete လေးကစက်ရုံနေအနေဖြင့်ပေါ့နော်ဒီမပြီးသေးတာပေါ့နော်ပြောမယ်ဆိုတော့ငွေမဖြတ်ရသေးတာပါကျမတခု information ပေးချင်တာပေါ့နော်အကယ်၍ sonnet ကကျမတို့ပြောတယ်လေဒီ Excel မှာ HS code တွေကိုအသုံးပြုမဲ့ HS code ပေါ့နော်မပါခဲ့လို့ရှိရင်ကျမ sonnet ကပြောလိုက်တဲ့ရုံးဖုန်း hotline ဖုန်းကိုရုံးချိန်အတွင်းမှာဆက်သွယ်ပြီးတော့ကျမတို့အကြောင်းကြားပေးလို့ရပါတယ်နောက်တစ်ခုကကျမတို့ဒီ export item တွေပေါ့နော် export item တွေကကျမတို့ထည့်ပေးတာကတော့စက်ရုံတွေအသုံးများတဲ့ item တွေအများကြီးရှိပါတယ်အဲ့မှာစက်ရုံတွေသုံးမဲ့ item တွေ export item တွေမရှိခဲ့ဘူးဆိုရင်တော့ကျမတို့အသင်းရုံးကိုဆက်သွယ်ပြီးတော့ export item တွေထည့်ခိုင်းလို့ရပါတယ်အဲဆိုရင်တော့ကျမတို့အသင်းရုံးကနေပြီးတော့စစ်စစ်ပြီးတော့ကျမတို့စက်ရုံနဲ့ပြန်ဆက်သွယ်ပြီးတော့စစ်စစ်ပြီးတော့ထည့်ပေးပါတယ်ရှင်အဲဆိုတော့အခုကျမတို့ဒီ MGMA မှာသွင်းကုန် license ထောက်ခံချက်ရှောက်မယ်ဆိုရင်ပေါ့နော်စရှောက်မယ်ဆိုရင်ဘယ်လိုပုံစံတင်ရတယ်ပြီးလို့ရှိရင် reject ကြထားလို့ရှိရင်စက်ရုံနေအနေဖြင့် MGMA ဘက်ကိုဘယ်လိုပြန်ပြင်ရတယ်ဆိုတာကိုကျမအကုန်လုံးပြောပြပေးတယ်ပေါ့နော်ဒီမှာဆိုရင်ဘယ်လိုဒီစက်ရုံအနေဖြင့်ပေါ့နော်ကိုယ့်ရဲ့ဖိုင်ကဘယ်အဆင့်မှာရောက်နေလဲဆိုတာကိုဒီမှာကြည့်ချင်းအဖြစ်သိနိုင်ပါတယ်ပေါ့နော်ဒီမှာကြည့်ချင်းအပြင်သိနိုင်ပါတယ်ဒါကတော့ကျမ testing file မလို့ပေါ့နော်ပုံမှန်ဆိုရင်ဒီမှာဆိုရင် MGMA
approve by MGMA ဆိုရင်တော့ဒါ MGMA admin ဘက်က approve ပေးထားတာပေါ့နော်ဟုတ်ကဲ့တရားကိုကြည့်ချင်းအပြင်ကျမလို့စက်ရုံနေအနေဖြင့်ပေါ့နော်ဒီတင်တက်မယ်လို့ကျမယူဆပါတယ်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်